နီလာစီကဝဲတဲ့သူလေးတွေကိုနီလာကလက်ဆောင်ပေးမဲ့ပစ္စည်းလေးတွေမှားထားရလေရောက်ပါပြီရှင်ဒါလေးကဆိုနီလာနှစ်တုပ်ရှိပြီးတော့နှစ်တုပ်လုံးကုန်သွားပါပြီခုထပ်မှာထားရလေးကိုထက်ရောက်ပါတယ်ရှင်ဒါလေးကနော်ရိုးရှင်းဘူးလေးပါရှင်ဘလို့လက်ဆောင်ပေးမလဲဆိုရင်နီလာစီကဟော့နောက်ကစင်ကစိုက်တာ2မျိုးဝယ်တာနဲ့နီလာကဒီလို9500တဲ့လိုရှင်တပူလက်ဆောင်ပေးမှာပါရှင်သူကအသားရည်မဲချောင်းနေတဲ့သူအသားရည်ညက်နော်နေအောင်ကြီးကြောင့်မညီမညာဖြစ်နေတဲ့သူပြီးကြအသားရည်ကဘလို့ဘာလုံးမတဲ့သူဆိုရင်ဒါလေးကိုသုံးဖို့နီလာပြောချင်တယ်နော်ဒါလေးကအသားရည်ရည်တဲ့ဖြစ်ပြီးတဲ့အပြင်အသားလေးကိုပါကြည်ပြီးဖွေးလာစေပါတယ်ရှင်လုံးစကွက်တိုက်ပြီးရဲ့သူဆိုရင်ဒါလေးကိုထက်တာနော်လုံးဝအသားရည်ကိုလုံးဝပြောင်းလဲသွားမဲ့ result ကိုရမှာပါမြင်ကြည့်လိုက်လေးတာနဲ့အသားလေးကိုနဲ့ပူချင်းအောင်ချင်းမရှိဘူးနော်အသားလေးကိုဆွဆွအေးအေးလေးဒီမြင်ကြည့်လိုက်ညီလားအကျော်ရလေးတွေကိုပေါ်လို့အဲ့လိုဖြစ်ပါတယ်ရှင်နီလာကဒါအပြင်မှာဝယ်လို့ရှင်တဘူးကို9500ပေးရပါတယ်ရှင်နီလာစီကနောက်ကပစ္စည်းတွေတက်ရ2မျိုးဝယ်ရတဲ့နီလာဒီလိုလို့ရှင်တဘူးကိုလက်ဆောင်ပေးမှာပါနီလာဒါလေးတွေမှားလိုက်တာအများကြီးမရခဲ့ဘူးเนาะမြက်လက်ဦးတဲ့သူပဲရမှာပါရှင်အကြောင်းမလို့ကိုကဒီစကရက်ဘူးလေးလည်းသုံးကျင်တယ်ဒီလိုရှင်ဘူးကိုလည်းသုံးကျင်တယ်ဆိုရင်เนาะနီလာစီကိုအပြေးလေးလာခဲ့မှုဖိတ်ခေါ်ပါတယ်ရှင်အများကြီးမရလို့ပါเนาะအရေးအတွက်နည်းနည်းပဲရခဲ့လို့လက်ဦးတဲ့သူပဲရပါမယ်ရှင်